မင်္ဂလာပါဆရာဆရာတွေ့လို့တတိုက်တတိုက်ဆရာမရှိဘူးထင်နေတာဆရာဒါထိုင်နေစီဆရာတယောက်တည်းတယောက်တည်းပဲဆိုတော့ဟုတ်ကဲ့ကျွန်တော်လည်းအေးအေးဆေးစားထိုင်ဖတ်နေတာဟုတ်ကဲ့ပါဆရာဒီရုပ်ပဲနေလာတော့သိကျင်တာလေးလည်းရှိရတယ်ဆရာရဲ့အဲ့ဒါနဲ့ဆရာကိုမေးကျင်တာလေးရှိလို့ဟုတ်ကဲ့ပါလှည့်ဝင်လာခဲ့တော့ပါဆရာမေးကျင်တာလေးကျွန်တော်ထင်တော့ခင်ဗျားမေးကျင်တာလေးတော့သူများမေးခိုင်းတာလေးပါလာတယ်ဟုတ်ပါတယ်ဆရာဟုတ်ပါတယ်ကဲဆိုဟုတ်ကဲ့ပါဆရာအခုကျွန်တော်ရွေးကောက်ပွဲဝင်တာနဲ့ပတ်သက်ပြီးပေါ့နော်ကျွန်တော်မိတ်ဆွေတော်တော်များများလာမေးကြတယ်ဒီလိုခြေတင်မျိုးမှာဘာကြောင့်ရွေးကောက်ပွဲဝင်လဲပေါ့နော်အော်ကျွန်တော်လည်းသိသလောက်ပေါ့နော်ရှင်းပြထားတယ်ပေါ့နော်တော်တော်များများလည်းဒီလိုမေးခွန်းလေးတွေကိုမေးတယ်လို့ကျွန်တော်လည်းကြားရတယ်ပေါ့နော်အဲ့တော့ဆရာအနေနဲ့ရှင်းပြရင်ပိုပြီးခြေပြပြသိနိုင်တယ်ဆိုတော့လေဆရာဒါလေးကိုခြေပြပြပြောကြားပေးပါဦးခင်ဗျာကြည့်ရတော့ခင်ဗျားရွေးကောက်ပွဲဝင်တယ်ဆိုတော့အန်အော်ဒါလည်းပါမယ်လို့ဟုတ်ပါတယ်ဆိုတော့ကျွန်တော်တို့ကကြတော့တခြားလုံးနိုင်ငံရေးပဲဇောက်ချပြီးတော့လုပ်လာတာလေဆိုတော့လူငယ်တွေတွေကနေပြီးတော့ရွေးကောက်ပွဲစိတ်ဝင်စားတယ်ထူးသဖြင့်ဒီကာလမှာဟုတ်ပါတယ်ရွေးကောက်ပွဲဝင်တယ်ဆိုတော့စိတ်ဝင်စားကြတာလည်းပါတယ်အန်အသင့်တာလည်းပါတယ်ဟုတ်ပါတယ်ဆိုတော့ရွေးကောက်ပွဲအကြောင်းပြောရင်တော်တော်များများကတန်တရားရှိတယ်ရွေးကောက်ပွဲဖြစ်ပါမှာဟုတ်နောက်တစ်ခုကတော့ရွေးကောက်ပွဲကာလမှာချင်းချောင်းမှုတွေရတယ်အထူးသဖြင့်တော့ social media ပေါ့နော်အဲ့လိုမျိုးတွေလည်းရွေးကောက်ပွဲစန့်ကျင်ရေးတွေပြောနေကြတော့ဒါကိုသိကျင်ကြတယ်လည်းတူပါတယ်ဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းအမေးနဲ့ပဲပြန်ဖြေရလိမ့်မယ်ရွေးကောက်ပွဲမဟုတ်ရင်ဘာလဲပေါ့ရွေးကောက်ပွဲမဖြစ်ရင်ဘယ်လိုလုပ်မလဲအဲဆိုပြီးခဲ့တဲ့ကာလမှာကျွန်တော်တို့ကတာမန်ခြေနေမဟုတ်လို့ဆိုပြီးတော့အရေးပေါ်ခြေနေကို6လတတန်းတိုးလာတာဟုတ်ပါတယ်အခုကတော့ဒါသူဂတိတိုင်းရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတာကိုရက်လဲကြေညာပြီးပြီဟုတ်ပါတယ်အဲ့တော့ပြင်ဆင်မှုတွေလည်းတောက်လျှောက်လုပ်နေပြီတကယ်လို့ရွေးကောက်ပွဲနီးလန်းမဟုတ်ဘူးဆိုရင်ဘယ်လိုလုပ်မယ်ဆိုတာကတကယ်ကတော့စန့်ကျင်နေတဲ့သူတွေကိုယ်၌ကချမပြနိုင်ဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းဒီရွေးကောက်ပွဲကိုရွေးချယ်တယ်ဆိုတာကလက်ရှိခြေနေရနေပြီးတော့အခြေအနေသစ်တစ်ခုကိုကူးပြောင်းဖို့အသွင်ကူးပြောင်းဖို့အတွက်ကိုကျွန်တော်တို့ကစူးစမ်းနေတယ်မဟုတ်ရင်အထူးသဖြင့်တော့နိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေအနေနဲ့ကတရားဝင်ပေါ့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့မှာအခွင့်အလမ်းမရအောင်ရွေးကောက်ပွဲပြီးသွားရင်တော့လွှတ်တော်ပေါ်လာမယ်အစိုးရပေါ်လာမယ်ဘယ်သူနိုင်ငံကျွန်တော်ပြောတာအဲ့တော့ဘာပဲပြောလွှတ်တော်ထဲမှာတရားဝင်ပြောရေးဆိုခွင့်တစ်ခုဖြစ်လာလားရွေးကောက်ပွဲအလွန်မှာလည်းပဲပြဿနာတွေကကြံနေမှာပဲသို့တော့ပြဿနာဖြေရှင်းတဲ့ပုံစံတော့ပြောင်းသွားမယ်အခုကပြောရရင်ဒါစစ်တပ်ကပဲဥဆောင်ပြီးတော့ဆုံးဖြတ်တယ်ဖြေရှင်းတယ်သို့တော့ရွေးကောက်ပွဲပြီးသွားရင်တော့လွတ်တော်ကိုယ်စားလှယ်တွေရဲ့အတန်တွေပါလာတယ်ဟုတ်ပါတယ်ဟာလာကျွန်တော်တို့ဆိုရင်ဒါဒီမိုကရေစီရေးအပေါ်မှာယုံကြည်ကြည်နဲ့ဒါနှစ်ပေါင်း40နီးပါးပေါ့39နှစ်38နှစ်ကျွန်တော်ရက်တည်လာတာအဲ့တော့ကျွန်တော်တို့ရဲ့အကြံပြုချက်တွေကျွန်တော်တို့ရဲ့ဆွေးနွေးချက်တွေပါလာဟောဒါကြောင့်မလို့အဲ့တော့ရွေးကောက်ပွဲဟာပြဿနာတွေကိုအသွင်ပြောင်းပြီးတော့ဖြေရှင်းမဲ့အဆင့်တစ်ဆင့်ကိုကျွန်တော်တို့ကမျှော်လင့်ပြီးတော့ဖြတ်သန်းကြတာဟုတ်ပါတယ်ဗျကျွန်တော်တို့အကောင်းဆုံးကိုကြောက်ကြတရှိအနေထားရပါတော့ဆရာအကောင်းမဲ့ဆိုတဲ့အရာကိုရွေးချယ်တော့ပေါ့ဟိုနောက်တစ်ခုကတော့ပြည်သူတွေကြားထဲမှာကအထက်ထိလန်းလန်းနဲ့နေနေရတာဟုတ်တယ်ဟိုတုန်းကဒီစစ်ပွဲဖြစ်တဲ့နေရာတွေလောက်မှာပဲကျွန်တော်တို့ကဒီစစ်ရဲ့အနိဋ္ဌာတွေဆိုဟုတ်ပါအခုကကြတော့မြို့ကြီးတွေကိုပါရောက်လာအရင်တုန်းကနေစုံတယ်ပြဖြစ်တယ်ဟုတ်ပါတယ်အခုကတော့ဒီအညာဒေသဆိုလဲပုဂ္ဂိုလ်ညံ့ညံ့ကြီးနေအဲ့တော့အဲ့ဒီကစစ်ဘေးရှောင်တဲ့သူတွေကကျွန်တော်တို့အနီးအနားကိုရောက်လာတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဟလာကျွန်တော်တို့ဒီပြဿနာတွေကိုမျှဝေပြီးတော့ကျွန်တော်တို့ခံစားနေရတယ်တဘောကဟိုပြည်သူတွေအားလုံးဟာဒီလက်နက်ကင်ပဋိပက္ခရဲ့ဒဏ်ကိုဓာတ်ရိုက်ဖြစ်စေတွေ့ဝိုင်းဖြစ်စေအားလုံးခံရတယ်ခံစားနေရတယ်နောက်ဆုံးပြောရရင်ကျွန်တော်တို့ကဟိုကုန်စည်နှုန်းကြီးမြင့်မှုဟလာစီးပွားရေးအကျဉ်းချုပ်ဒါတွေကလည်းလက်နက်ကင်ပဋိပက္ခနဲ့ဆက်ဆက်ပြီးတော့ဟုတ်ပါတယ်ဖြစ်နေဟုတ်ပါအဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဒါရွေးကောက်ပွဲနီးလန်းဟာပြဿနာတွေကိုဖြေရှင်းဖို့အတွက်ပို့ပြီးတော့တိုးတက်တဲ့အဆင့်တစ်ဆင့်ကိုရောက်လာမယ်လို့ကျွန်တော်တို့ကညွှန်လင်းဒါကြောင့်မလို့လည်းကျွန်တော်တို့ရွေးကောက်ပွဲကိုရွေးချယ်ခဲ့ကြတာရွေးကောက်ပွဲနီးလန်းကိုမကြိုက်ဘူးလက်မခံဘူးဆိုရင်ဘယ်နီးလန်းနဲ့သွားမှလဲ
ကျွန်တော်တို့ဒါအခု4နှစ်ကျော်5နှစ်လေဟလာကျွန်တော်တို့လက်တွေ့လဲကျွန်တော်တို့အားလုံးခံစားနေကြပါပြီအဲ့တော့ဒါကြောင့်မလို့ဒီစစ်ရဲ့အနိဋ္ဌာယုံတွေကတော့ဟိုတော်တော့ပြီလို့ကျွန်တော်တို့ဒီလိုပဲမြင်ပါတယ်ဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ဗျာ